မလေးဆိုင်နဲ့ဝင်ကြည့်ပါဦးလာပါညီမလေးဘာလို့တင်ဆော့ခေါ်လာလဲအမတို့ဆိုင်မှာလေ1 year anniversary နဲ့ promotion season လေးစီစဉ်ထားတာရှိရဲ့ညီမလေးဟုတ်လားဘယ်လို promotion မျိုးလဲ2026ဇွန်လ15ရက်နေ့ကဆိုရင်ညီမတို့ Perfume Tower ဆိုင်ဖွင့်တာဒီနေ့ပြည့်အထိမ်းအမှတ်အနေနဲ့အခုလိုမျိုး triple promotion season လေးတွေစီစဉ်ပေးထားပါတယ် first promotion အနေနဲ့ဒီညီမတို့ဇွန်လ12ကနေ15ရက်အတွင်းမှာဒီ camp လေးတွေဝယ်ဦးမယ်ဆိုရင်တော့ 10% ဒီ full size လေးတွေဝယ်ဦးမယ်ဆိုရင်တော့ 5% ရရှိမယ်ပေါ့နော်တူထဲမှာဆိုရင်ဒီ LVA နဲ့ဒီ camp level တွေတော့ပါဝင်မှာမဟုတ်ပါဘူးsecond promotion အနေနဲ့ကတော့ဒီ spin win season လေးပေါ့နော်ဇွန်လ12ကနေ15ရက်အတွင်းမှာဒီ3သိန်းမိုးပြအောင်ဝယ်ပြီးတော့ spin win တစ်ခေါက်လဲခွင့်ရှိမယ်ပေါ့ဒီ spin win season မှာဆိုလို့ရှိရင် Valentino Silver Cup လေးပါမယ်ပြီး sport water bottle လေးလည်းပါမယ် Cobra 5 Medicam လေးလည်းပါမယ်ပေါ့နော် third promotion အနေနဲ့ကတော့ဒီ VIP Mama က season ဒီဇွန်လတစ်လအတွင်းမှာပေါ့နော်330ကိုပြအောင်ဝယ်တဲ့ customer တိုင်းကိုညီမတို့ဘက်ကနေပြီးမှဒီ VIP Mama ကလေးပြုလုပ်ပေးတော့မှာဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်ဒီ Perfume Tower ကဘယ် item မှာဝယ် 5% discount ကိုအများနဲ့ရရှိသွားမှာပေါ့နော်ဒီ Mama ကနဲ့ဒီ camp level တွေရောဝယ်လို့မရဘူးညီမတို့ဒီတက်တန်း6လအတွင်းမှာထပ်မဝယ်ယူပြတဲ့ customer တွေကိုတော့ဒီ activate ပြုလုပ်သွားမယ်တကယ်လို့ထပ်ဝယ်ယူပြတဲ့ customer တွေကိုကြတော့ညီမတို့အနေနဲ့တက်တန်းထပ်တိုးပေးသွားမှာပဲဖြစ်ပါတယ်ဒီ VIP Mama က season တွေအားဆိုရင်တော့ဒီတခြား promotion season တွေနဲ့ပေါင်းဆက်အသုံးပြုလို့တော့မရဘူးပေါ့နော်ဆိုင်မှာလူကိုယ်တိုင်လာရောက်အနက်ဆန်သက်ဝယ်ယူခြင်းတဲ့ customer တွေအတွက်ညီမတို့35လမ်း80ခွန်တက်ကြားမှာရှိတဲ့ Perfume Tower ဆိုင်မှာလည်းလူကိုယ်တိုင်လာရောက်အနက်ဆန်သက်ဝယ်ယူနိုင်ပါတယ်online ကနေမှာယူခြင်းတဲ့ customer တွေအတွက်လည်း Facebook Messenger Telegram TikTok ကနေလည်းတစ်ဆင့်မှာယူနိုင်ပါတယ်ရှင်